အပိုင်းစားမှာဟီခါတရဆိုင်ဆိုင်နေရောယူကီယာမဟာဟမလို့တွေ့ရပါတယ်နောက်တော့စကားပြောပြင်ယူကီယာဟမညီမလေးလည်းရောက်လာပါတယ်တွေ့ရတာမှန်ပါရှင်ကျွန်မနာမည်ကဟီခါယာကွန်မတ်ဂျန်ပါကိုကျူတီရှူဆောက်ဆောက်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဂျီယိုနဲ့တယောက်နဲ့တယောက်မဆက်ဖြင့်ကျွန်တော်နာမည်ကထိုက်ရှိပါကွန်မတ်ဂျန်နဲ့ကျူရှင်တူတူပါပဲဗျကျွန်တော်မှကလည်းအကိုကြီးတို့နဲ့အခါတူတူပါပဲဒုတိယနှစ်ကပါသူ့နာမည်ကခါဝါဆာကီပါခါဝါဆာကီလားသူကြည့်ရတာကကြောက်စရာကြီးနော်နင်တို့ကတကယ်ကြည့်တယ်မဟုတ်ဘူးလားဟေးသူခေါ်ပြောတော့လုပ်ဘူးတယ်အခုနောက်ပိုင်းထားရှိရဲ့အမကအချင်းပြက်နေသလိုပဲအင်ကိုဆိုလဲညကြောင်ကပြန်ရောက်တယ်သူ့အမရဲ့အရင်ပုံစံဘယ်လိုများပြန်ရောက်လောက်ယူရမလဲဆိုတာသူမေးနေတာလေဘယ်တော့ကအဲ့လိုဆက်ဖြစ်လာတာလေတိတ်မကြသေးပါဘူးဗျသူကြောင်းဆက်တဲ့အချိန်လောက်ကလာမသိဘူးဗျအရန်သုံးကသူကကြိုးစားဆင်ခြင်ကြည့်ပြီးတဘောလည်းကောင်းတယ်ဟီကာရှိအတန်းရောက်မှအဲ့လိုရပြောင်းသွားတာလားအိမ်ပြန်နောက်ကျတာဆိုတာကဘယ်အချိန်မှပြန်လာတာလဲငါလည်းအိမ်ပြန်နောက်ကျတက်လို့ပါအဲ့ဒါကလေ9နိုင်နောက်ပိုင်းမှာပါမနေ့တော့ကြော်ကုန်ပြီမဟုတ်ဘူးလားမိဘတွေကဘာမှပြောကြဘူးလားမိဘနှစ်ယောက်လုံးကအလောက်လုံးနေကြတာဗျကျွန်တော်မှလည်းညီလေးနဲ့ညီမလေးကလည်းရှိသေးရဲ့ဗျသူတို့ကလည်းမာကြီးကြောင့်တိတ်မပြောကြပါဘူးမိသားစုအခြေအနေပေါ့လေဒီလိုနဲ့ကိုနေဖို့လုပ်ကြပါတယ်နောက်နေ့ကျအစည်းအဝေးလုပ်ပြီးဒီတော့ငါကြောင်နဲ့ဘာလုပ်ရမှာလဲကြောင်လေးကိုဒါတူလာကြည့်မယ်ဆိုရင်သူ့ရဲ့နှလုံးသားကကျင်နာမှုကိုဆွဲထုတ်လို့ရရင်ရမှာပေါ့ Hello guys ကျွန်တော်ကတော့ MVP Diamond Center တယောက်ဖြစ်ပါခင်ဗျာကျွန်တော်ဒီမှာပဲ Diamond တွေကိုစိတ်ချယုံကြည်စွာနဲ့ပေးလို့ရပါတယ်ခင်ဗျာHello channel လေး subscribe ပါနေရပြီးရနဲ့ weekly pack 3မှတ်ကိုမဲဖောက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ညီမတို့ channel လေးကို join ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်သူ့ရဲ့နှလုံးသားကိုလှုပ်ကန်နိုင်ပြီဆိုရင်အခြေအနေပိုတိုးတက်လာလိမ့်မယ်နောက်မှကြည့်လိုက်ရတာကခါဝါဆာကီကကြောင်းနဲ့ဓာတ်မတွေ့ပါဘူးခါဝါဆာကီဘာကြီးရရှိလို့လဲအခုနောက်ပိုင်းနေအိမ်ပြန်နောက်ကျနေတယ်လို့ပဲနေဘယ်တွေရောက်နေတာလဲဒါများလုပ်နေတာလဲဘဒူရီစီကကြားတာလဲလှုပ်ဝက်ချက်ကိုထုတ်ပြောလို့ဘယ်ရပါမလဲအခုမေးတာကိုဖြေချွေထူးလို့ဘယ်မှသွားတာမဟုတ်ပါဘူးလူတွေကိုလည်းဒုက္ခပေးနေရမှာမဟုတ်တာတခြားသူတွေအတော်တော့ပြဿနာဖြစ်လာနိုင်တယ်နော်မိဘတွေဘယ်လိုခံစားရမလဲဆိုတာကိုတွေးမိရလားအဲ့လိုဆိုပေမဲ့ဆ iam မကမိဘမှမဟုတ်တာဆ iam မကအဖြူကြီးလေဒီလိုနဲ့ဆ iam မလည်းကြေကွဲသွားပါတယ်သူ့ကိုပြောင်းလဲအောင်လုပ်မယ်နီးဆိုရင်ပြောင်းလဲစေမယ့်အချက်ကတော့အချစ်ပဲဘယ်လိုလဲပြင်ပန်းနေပြီလားစိတ်ဥပေးတာကျေးဇူးပါနင်အဲ့လိုခက်ချစ်ချစ်နေစရာမလိုပါဘူးဟာအေးစိတ်ဝင်စားဘူးသူငါ့ကိုခြေသွားတယ်ကွာဟီခါကတော့ဥတက်နေခါမင်းကြိုးစားခဲ့ပါတယ်ကွာနောက်တော့ဖုန်းဆက်လာခါထိုက်ရှိရဲ့အမကထူးဆန်းတဲ့ဆိုင်တစ်ဆိုင်မှာလုပ်နေတယ်လို့ပြောပြလာခါဒီလိုနဲ့ဆိုင်တဲ့ဆိုင်စီရောက်လာခါအဲ့ဆိုင်နှစ်ဆိုင်တွေကတစ်ခုကတော့ခါဝါဆာကီအလွတ်နေတဲ့နေရာပဲဖြစ်ပါတယ်နောက်တော့ဆိုင်တဲ့ဆိုင်တွေကတစ်ဆိုင်ဖြစ်တဲ့မိတ်ကဖေးဆိုင်ကိုရောက်လာပါတယ်ဘတူးမှအဆိုင်မြောက်ဖို့တဲ့အတွေ့ရောက်ဖို့တဲ့သူကိုခေါ်လာပါတယ်နောက်တော့စတိနေကြရင်ယူကီဟမ်မတ်ကကဖေးဆိုင်အဝတ်စားတွေဝတ်ကြည့်ရင်စစ်ဆက်လေးတွေဖြစ်နေပါတယ်နောက်တော့ဒီဆိုင်မှာခါစားကီမရှိဘူးဆိုတာသိလိုက်ရပါတယ်ဒီလိုနဲ့နောက်ဆက်ဆိုင်စီရောက်လာပါတယ်အဆိုင်ကတော့အဆောင်အုံကြီးအပေါ်ဆုံးချက်မှာဖြစ်ပါတယ်အထက်တန်းစားတွေပဲလာတဲ့နေရာဖြစ်ပါတယ်ဒီလိုနဲ့ဆိုင်ထဲဝင်လာကြရင်တော်တော်လေးကိုခံရနေပြီနောက်တော့ခါစားကီလည်းအမှရှိနေပါတယ်ဒီတော့ဘာကိစ္စကြောင့်ရောက်လာတာလဲဒီကောင်နဲ့ချင်းနေတာမျိုးတော့မဟုတ်ပါဘူးနော်ဘဲကတာဘီနာကလူကဒူလဲဆိုတာတော့တွေးကြည့်ရုံနဲ့တင်ဟာတာလောက်တာညံ့တာပဲညီကုန်းချင်းတက်တက်နဲ့ငါ့ကိုမစော်ကားပဲနေလို့ရမလားငင်းကအိမ်ပြန်နောက်ကျပြီးမျက်မှောင်ကစစ်ပူလို့တဲ့သူဘာတွေပြောလိုက်ပြန်ပြီလဲမတိပေမဲ့စိတ်မူပါနဲ့နေထွားဖို့စိတ်ကူးမရှိဘူးလားမရှိဘူးခါစားပြီတခါတလေငါလည်းပတ်စံနေလိုချင်တာမဟုတ်လို့အလုပ်ရှာတတ်ပါတယ်ဒါမဲ့အတက်လိန်ရတဲ့အလုပ်မျိုးတော့မလုပ်ဘူးငါကပတ်စံလိုတာအနားလဲပါတယ်အလုပ်လုပ်ရဆိုတာကတခုခုဆုံးရှုံးရဖို့အတွက်လို့ပြောတဲ့သူကဘယ်နားလဲမလဲနင်ကြားလိုက်တာလားယူကီနိုနဲ့အရှိတင်ဖြစ်နေကြရင်ယူကီဒီနေ့တော့ပြန်ကြတာပေါ့ခါစားကီနမှန်ကြလို့ရှင်အချိန်ခွဲပေးလို့ရမလားခါစားကီနင်ဘာလို့အလုပ်လုပ်နေဆိုတာဘာလို့ပတ်စံနေနေဆိုတာမှတ်ကြည့်မယ်ဆိုရင်ထားရှိအမေအလဲတန်းတတိယနှစ်ရောက်မှမဲအမစပြောင်းလိုက်တာမလားတိပြီသူ့မောင်လေးចောင်းစီပြဖို့အတွက်လားမဟုတ်ဘူးသူ့ချူရှင်ကအေဗီရာမှာစတာနောက်မှတည့်ရတာကတက်ကလို့တက်ရဖို့အတွက်ပါကျမနည်းနည်းတော့ဝင်ပြောလို့ရမလားကျမတို့မိဘနှစ်ယောက်ကလည်းအလွတ်လွတ်တယ်ငငယ်တုန်းကဆိုရင်ပြောင်းလေးခါနေတဲ့အိမ်ကိုပြန်ရောက်ရင်မုန်းလို့အိမ်ကထွက်ပြေးဖူးတယ်အဲ့လိုလုပ်တိုင်းကျမကိုလာစားခဲ့တာမိဘတွေမဟုတ်ပဲအကိုကြီးလေအများတိုင်းကိုကြီးကအိမ်ကိုကျမမရောက်ခင်ရောက်နေတာကျမမရောက်ခင်ရောက်အောင်ပြန်ခဲ့တာသူကအကိစ္စအတွက်အရန်ချစ်တင်မိတယ်ဟီခါအင်စလော့ပြန်နေဆိုတာသူ့မှာတကယ်ချင်းမရှိလို့လေအဲ့ဒါတော့သိပြီမဲ့ဒီလိုလုပ်ပေးတာတော့ညီမတကယ်ပြောမိတယ်ဒီတော့ဘာကိုပြောချင်တာလဲခါမသားကြီးကကိုမိကအပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်လို့စရှိကလည်းမာကြီးရဲ့အပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်ဘူးလေအဲ့ဒါကိုနားလဲတယ်ဆိုရင်ကျမကိုယ်တိုင်နဲ့အငယ်တယောက်ဖြစ်နေတာမလို့ဝါဒမိပါပဲကျွန်တော်လည်းအဲ့လိုခံစားရတယ်ဒီလိုနဲ့မောင်နှမနှစ်ယောက်အဆင်ပြေသွားကြပါတယ်ဒီလိုနဲ့အိမ်ပြန်လာကြရင်ညီမတူကိုတွေးမိတယ်ထင်တယ်သူ့ခွေလေးကိုကောက်ွယ်ပေးခဲ့တဲ့တူလေကိုကြီးရဲ့တငယ်ချင်းယူကီဟမ်မာလေးဟီကယာကပေးလိုက်တဲ့ခွေးလေးရဲ့ပိုင်ရှင်ကယူကီဟမ်မာမှတိလိုက်ရပါတယ်နောက်နေ့ကျတော့ဟီကီတယောက်နောက်ကျနေခါအားလုံးကစားတော့ဆိုင်ကိုတွားနေကြပြီမြင်မသွားဘူးလားဟီကိုစောင့်နေတာငါ့ကိုအလောက်ထိစိတ်ပူပေးစရာမလိုပါဘူးငါနိခွေကိုကပေးခဲ့တာလဲတိုက်ဆိုင်ုံတက်ပါပဲအဲ့ဒါမဖြစ်ရင်လည်းငါတယောက်တည်းဖြစ်နေအောင်ပါပဲတော့မှပါတယ်အဲ့တွန်းနဲ့ငါ့ပေါ်ထူးဆန်းကောင်းစက်တွေဝင်လာလို့ဒါမဲ့အခုကစပြီးနေငါ့အတွက်စိတ်ပူပေးစရာမလိုတော့ပါဘူးငါ့ကိုစိတ်ပူပေးနေလို့
တဘောကောင်းပေးနေဆိုရင်တော့ဆက်မလုပ်ပါနဲ့တော့အေးအဲ့ဒါကလေငါအဲ့လိုတကယ်လုပ်ပေးနေတာတော့မဟုတ်ပြင်မဲ့ဝမ်းနဲ့တော့ခါအယူပဲငါကတဘောကောင်းတဲ့မိန်းကလေးတွေကိုမုန်းတယ်ငါကတဘောကောင်းတဲ့မိန်းကလေးတွေကိုမုန်းတယ်သူတို့ကလာနောက်ဆက်ရုံနဲ့တင်မင်းကိုစိတ်ဝင်တစားဖြစ်အောင်လုပ်နိုင်တယ်မင်းမေးတွေစားဖို့ပြီးဆိုရင်တော့မင်းရဲ့နှလုံးသားလေးကတက်တက်လှုပ်ဖြစ်ပြီးတော့ပေါ့ခေါ်တဲ့နေမျိုးอ่ะဆိုရင်လည်းပြုံးချို့လို့ပေါ့ဒါမဲ့ငါသိတယ်အဲ့ဒါကိုပဲကြည်နူးမှုလို့ခေါ်ချတာလေငါ့ကိုတဘောကောင်းပေးတဲ့သူကတခြားသူတွေအတွက်လည်းတဘောကောင်းပေးမှာပဲလေအဲ့လိုဟာမျိုးကိုငါမေ့သွားတယ်ပဲထင်ပါတယ်အဖြစ်မှန်ကတာရက်ဆက်ရကြမယ်ဆိုရင်အလိညာဆိုတာလဲကျင်နာမှုနဲ့ထထူကြမယ်လို့ထင်တယ်အဲ့ဒါကြောင့်ကျင်နာမှုဆိုတာကဒညာမှုတက်တက်ပဲငါအမြဲမျှော်လင့်ချက်ကြီးတယ်ပြီးရင်တော့အမြဲတမ်းအလွဲအမှားတွေဖြစ်တယ်ငါဘယ်တော့မှမျှော်လင့်ချက်မထားတော့ဘူးငါရဲ့အဖန်ဖန်လေ့ကျင့်ထားရတဲ့တကူတန်းနေခြင်းအတွက်တစ်ခုကိုနှစ်ခါမဟုတ်ဘူးငါရဲ့လဲစဉ်စီးတော့အရှုံးနဲ့ပတ်သက်ပြီးဆိုရင်ငါကပထမလူပဲအဲ့ဒါကြောင့်ငါအမြဲတမ်းကျင်နာတဲ့မိန်းကလေးတွေကိုမုန်းနေမှာဒီလိုနဲ့အပိုင်းလေးရက်ပြီးသွားပါတယ်